အမှားများကြတာလည်းမပြောနဲ့လေသူ့ရဲ့ chocolate အရသာစစ်စစ်လေးရဲ့ပြည့်နှစ်နေတာတကယ်ကို chocolate ရတာစစ်စစ်လေးကိုမှကြိုက်တယ်ဆိုတဲ့သူတွေအတွက်တော့အခုလိုမျိုး whipping cream ရဲ့ dark chocolate ရဲ့ပဲပါတဲ့အရသာလေးရတော့ပြည့်နှစ်ထိမိနေရောကိတ်သားကလည်း chocolate အဲ့ဒါမှ chocolate ganache လေးထပ်ပြီးတော့လောင်းနေကိတ်သားထဲမှာလည်းပါသေးတယ်ပြီးတော့ cream များတာမကြိုက်ဘူး chocolate ပါဆိုတဲ့သူတွေအတွက် chocolate ganache နဲ့ပဲအလှဆင်ပြီးတော့တောက်ပြောင်ပြီးတော့လှနေရောပြီးတော့ cake design bling bling လေးပါမှကြိုက်တယ်ဆိုတဲ့ cake design ကို cream ပပလေးနဲ့ပဲလှနေရမျိုးကြိုက်တယ်ဆိုရင်လေဒီ cake design လေးကမိုက်ပြီးတော့ယောက်ျားလေးတို့မိန်းကလေးတို့ဒီ cake design လေးကအဆင်ပြေcake တစ်ခုလုံးအနက်ရောင်ပြောင်လေးဖြစ်နေတာဆိုတော့စာရေးတော့လဲပေါ်လွင်အောင်လို့ white chocolate လေးနဲ့စာရေးပေးလိုက်မယ်ကိုရီးယားအဝေးရောင်နေချားမြို့ရောင်နေ overseas ရောင်နေရန်ကုန်မှာရှိတဲ့ကိုချီရတဲ့သူတွေအတွက် cake လက်ဆောင်လေးလှမ်းပို့ပေးခြင်းလဲဆိုရင်ဒါမှမဟုတ်အတူတူ celebrate လုပ်ခြင်းလဲဆိုရင်တော့ Sibon Bakery ရန်ကုန် Facebook page ကနေပဲ order မှာပေးပါနော် TikTok chat box ကအမြဲမကြည့်ဖြစ်ကြလို့ပါ page မှာ admin နေရှိတယ်တကယ်လို့ Viber ကနေမှာခြင်းလဲဆိုရင်တော့ 0977370856 ကနေလဲမှာလို့ရပါတယ်